ဦးစင်းကတော့သိပြီဒီမှာဗြဟ္မာကြီးတွေလာတယ်ကသိပြီအဲ့တော့တခါကြီးလာတယ်အရှင်ဘုရားတဲ့တပည့်တော်တော့မနေနိုင်ဘူးတဲ့ဘယ်လိုဖြစ်မှမသိဘူးမှန်ပါတပည့်တော်တော့စိတ်ထဲလည်းဘယ်လိုညမအိတ်နိုင်မထိုင်နိုင်ဘူးဖြစ်တာပဲဒီလိုနေလို့ရှိရင်ဖြင့်ကျွတ်တိုက်ကျွတ်ခွဲတဲ့ပုံကိုယ်တွေဟာမကျွတ်ရတော့ဘူးမှန်ပါဒီတိုက်သွားလို့ရှိရင်ဖြင့်ကိုချိုးနေရကြီးတော့တပည့်တော်နေလို့လည်းမရတော့ဘူးဗျာဟိတ်လို့လည်းမရတော့ဘူးဗျာတဲ့တပည့်တော်တော့အဲ့တကာကြီးဥစရာကိုတကာကြီးဘလို့မှမပြောရဘူးတကာကြီးလို့ဒီလိုပိတ်ထားတာမှန်ပါဘလို့မှမပြောနဲ့တကာကြီးတယောက်တည်း तू ကရှောက်ထားတယ်တကာကြီးတယောက်တည်းသိဘလို့မှမပြောရဘူးဆိုပြီးဒီလိုပိတ်ထားမှန်ပါပိတ်ထားတော့အဲ့တော့မှတန်ဝင်တော့ရသွားပြီးပြောတော့အရှင်ဘုရားတဲ့တပည့်တော်မနေနိုင်ဘူးဘုရားတဲ့တပည့်တော်တန်ဝင်တော့ရသွားပြီးတော့တန်ဝင်ဆရာတော်ဘုရားကြီးကလည်းပိဋကအနံ6ချားပါတယ်ဘုရားတဲ့ဘာဒန္တရဘာသာ6ဘာသာဟာဖြင့်ပိဋက3ပုံဟောရနေပါတယ်ဘုရားတဲ့တန်ဝင်ဆရာတော်ဘုရားကြီးအဲ့ဒီပုဂ္ဂိုလ်ကြီးကအကျင့်နဲ့မှာကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်ဘုရားတဲ့အရှင်ဘုရားအဲ့ဒီကိုတပည့်တော်လာဖို့ဟာကိုတပည့်တော်တော့လျှောက်ခဲ့ပါတယ်ဘုရားတဲ့ဟာတခါကြီးဝန်ခံခဲ့သလားဝန်ခံခဲ့ပါတယ်ဗျာဟာတခါကြီးမှားတာဘူး